ဧပြီလ9ရက်နေ့ညပန်းခေါင်နာမှာကနေဒါနိုင်ငံအော်တဝါမြို့ရှိပါလီမန်အဆောက်အဦထဲမှာနိုင်ငံရေးဆွေးနွေးပွဲရှိတစ်ခုအဆုံးသတ်သွားခဲ့ပါတယ်။အဲ့ဒီညမှာပါလီမန်ဖွဲ့ဝင်တွေဟာနိုင်ငံရေးအေဂျီကိစ္စတွေကိုနိုင်ရီပေါင်းများစွာဆွေးနွေးပြီးမှတယောက်ပေးတယောက်အဆောက်အဦထဲကထွက်လာကြပါတယ်။အဲ့ဒီလူတွေထဲမှာအသက်42နှစ်အရွယ်နိုင်ငံရေးသမားတဦးဖြစ်တဲ့ Thomas Darcy McGee လည်းပါဝင်ပါတယ်။သူဟာအဲ့ဒီညမှာအခြားသူတွေလိုမဟုတ်ပဲတကူတော်လမ်းလျှောက်ပြီးသူတဲခိုနေတဲ့ Spark Street ရှိအိမ်စီကိုပြန်လာခဲ့ပါတယ်။ညချင်းဖြစ်လို့လမ်းတွေဟာတိတ်ဆက်နေပြီးမြို့တစ်မြို့လုံးဟာအေးအေးဆေးဆေးရှိနေတဲ့ပုံပါပဲ။မကီဟာအိမ်ရှိကိုရောက်လာပြီးတောအိတ်ထဲကတောကိုထုတ်ကတခါဖွင့်တို့ကြိုးစားလိုက်တဲ့အချိန်မှာပဲအမောင်ထဲကနေကြီးစံတတောင်ရုပ်တက်ရက်ပစ်ခတ်လာပါတယ်။ Bang ဆိုတဲ့အတန်တစ်ချက်နဲ့အတူကြီးစံဟာသူ့ရဲ့ဦးခေါင်းကိုတိုက်ရိုက်ထိမှန်သွားပြီးမကီဟာအိမ်တခါရှေ့မှာပဲလဲချသွားပါတယ်။အဲ့ဒီညမှာပဲသူဟာနေရာတင်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာကနေဒါနိုင်ငံသမိုင်းထဲမှာပထမဆုံးနဲ့အထင်ရှားဆုံးနိုင်ငံရေးလှုပ်ကြံမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီဇက်လန်ထဲမှာအံ့သွဲဖို့ကောင်းတဲ့အချက်တစ်ခုရှိနေပါတယ်။မကီကိုတက်လိုက်တဲ့သူတွေဟာသူနဲ့ရန်သူဟောင်းတွေမဟုတ်ပဲတစ်ချိန်ကသူနဲ့အယူအဆတူပြီးတော်လန်ရဲလုတ်ခဲ့မှုတဲ့လူတွေဖြစ်နေတာပါပဲ။ Thomas Darcy McGee ကို1825ခုနှစ်မှာ Carlingford မြို့ဒီမှာမွေးဖွားခဲ့ပြီးအဲ့ဒီမြို့ဟာအိုင်ယာလန်နိုင်ငံမှာတည်ရှိပါတယ်။သူ့ရဲ့ငယ်ဘဝဟာအိုင်ယာလန်နိုင်ငံရဲ့နာကျင်စရာတမိုင်းနဲ့အတူကြီးပြင်းလာခဲ့တာပါ။သူအမေကအိုင်ယာလန်လူမျိုးတွေဘယ်လိုဖိနှိပ်ခံခဲ့ရတယ်British အုပ်ချုပ်ရေးအောက်မှာဘယ်လိုဆင်းရဲခဲ့ရတယ်ဆိုတာတွေကိုမကြာခဏပြောပြနေရှိပါတယ်။ဒီရောက်တဲ့ကြောင့်မကီးဟာငယ်ရွယ်စဉ်ကတည်းက British အုပ်ချုပ်ရေးကိုပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့စိတ်ဓာတ်ရှိလာခဲ့ပါတယ်။အသက်19နှစ်ရောက်တဲ့ကသူဟာပထမဆုံးအချိန်အမေရိကန်ကိုထွက်ခွာခဲ့ပြီးသတင်းစာလောက်ကအထက်မှာအလုပ်လုပ်ခဲ့ပါတယ်။သူဟာသတင်းစာဆရာတယောက်အထက်စတင်ခဲ့ပေမဲ့သူရဲ့စိတ်ထဲမှာအမြဲရှိနေတဲ့အိမ်မက်ကတော့အိုင်ယာလန်နိုင်ငံလွတ်လပ်ရေးရရှိဖို့ပါပဲ။1845ခုနှစ်မှာသူဟာအိုင်ယာလန်ကိုပြန်လာပြီး Young Ireland Movement ဆိုတဲ့တော်လှန်ရေးလှုပ်ရှားမှုထဲမှာပါဝင်လာပါတယ်။ဒီလှုပ်ရှားမှုဟာအိုင်ယာလန်ကို British အုပ်ချုပ်ရေးကနေလွတ်မြောက်အောင်လက်နက်ကင်တော်လှန်ဖို့ရည်ရွယ်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။မကီးဟာအရန်ထက်မြက်တဲ့စကားပြောနိုင်စွမ်းနဲ့စာရေးနိုင်စွမ်းကြောင့်အဖွဲ့ထဲမှာအရေးပါတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။1848ခုနှစ်မှာ Young Ireland လှုပ်ရှားမှုဟာတော်လှန်ရေးတစ်ခုစတင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတော်လှန်ရေးဟာအောင်မြင်မှုမရခဲ့ပဲအမြန်ဆုံးအကြောင်းရှုံးသွားခဲ့ပါတယ်။ British အုပ်ချုပ်ရေးကတော်လှန်ရေးခေါင်းဆောင်တွေကိုဖမ်းဆီးဖို့ကြိုးစားလာတဲ့အခါမကီဟာဖမ်းဝရမ်းထုတ်ခံပြီးထွက်ပြေးဖို့လုပ်အပ်လာခဲ့ပါတယ်။သူဟာဖမ်းမိမသွားမှုအတွက်ရဟန်တပါလိုဝစ်စားပြီးအိုင်ယာလန်ကနေလူရွှက်စွာထွက်ခွာခါအမေရိကန်ကိုပြန်လန်းထွက်ပြေးခဲ့ရပါတယ်။အမေရိကန်မှာနေထိုင်ရင်မကီးရဲ့အယူအဆတွေဖြစ်ဖြစ်ချင်းပြောင်းလဲလာခဲ့ပါတယ်။အစားပိုင်းမှာတော့သူဟာအိုင်ယာလန်လူလက်ရေးအတက်ပြင်းပြင်းထန်ထန်ထောက်ခံနေဆဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတော့သူဟာကနေဒါကိုအမေရိကန်နိုင်ငံကသိမ်းပိုက်တင်တယ်လို့တောင်းယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူဟာအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေကိုနီးကပ်စွာမြင်တွေ့လာခဲ့ပါတယ်။လူမျိုးရေးခွဲခြားမှုတွေဘာသာရေးအငြင်းပွားမှုတွေနိုင်ငံရေးပဋိပက္ခတွေကိုမြင်လာတဲ့အခါသူ့ရဲ့အမြင်တွေပြောင်းလဲလာခဲ့ပါတယ်။ဒီအတွေ့အကြုံတွေကြောင့်သူဟာတော်လှန်ရေးနဲ့အကြမ်းဖက်လှုပ်ရှားမှုတွေကနိုင်ငံတစ်ခုကိုမတိဆောက်နိုင်ဘူးဆိုတာနားလည်လာခဲ့ပါတယ်။1858ခုနှစ်မှာသူဟာမွန်ထရီအယ်မြို့ရှိရာကနေဒါကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဒီနေရာမှာတော့မကီးဟာလုံးဝအသစ်တစ်ယောက်လိုဖြစ်လာခဲ့ပါတယ်။သူဟာတော်လှန်ရေးအစားနိုင်ငံတည်ဆောက်ရေးကိုပိုမိုယုံကြည်လာခဲ့ပြီးအိုင်ယာလန်သားတွေကိုလည်းအကြမ်းဖက်လှုပ်ရှားမှုတွေမလို့ပဲကနေဒါနိုင်ငံတိုးတက်ရေးမှာပါဝင်ဖို့တိုက်တွန်းခဲ့ပါတယ်။ကနေဒါမှာမကီးဟာအယွန်ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူဟာကနေဒါပြည်နယ်တွေကိုစုစည်းပြီးနိုင်ငံတစ်ခုအဖြစ်တည်ထောင်ဖို့ကြိုးစားနေတဲ့လှုပ်ရှားမှုမှာအဓိကအခန်းတစ်ခုထမ်းဆောင်ခဲ့ပါတယ်။ဒီအယူအဆကို Confederation လို့ခေါ်ပါတယ်။1864ခုနှစ်မှာကျင်းပခဲ့တဲ့ Charlottetown Conference နဲ့ Quebec Conference တွေမှာမကီးဟာအရေးပါတဲ့ကိုစားလှယ်တစ်ယောက်အဖြစ်ပါဝင်ခဲ့ပါတယ်။သူဟာကနေဒါနိုင်ငံကိုဘာသာရေးခွဲခြားမှုမရှိပဲလူမျိုးပေါင်းစုံအတူရှင်တွေ့နေထိုင်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်စေချင်ခဲ့ပါတယ်။1869ခုနှစ်မှာ Canadian Confederation တရားဝင်ဖြစ်ပေါ်လာခဲ့တဲ့အခါမကီးကကနေဒါနိုင်ငံကိုတီးထောင်တဲ့ဖခင်ကြီးများတွေကတယောက်အဖြစ်သမိုင်းမှာမှတ်တမ်းခံခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ဒီအောင်မြင်မှုဟာသူ့အတွက်အန်ဒရီတစ်ခုကိုလည်းဖန်တီးပေးခဲ့ပါတယ်။မကီးဟာအိုင်ယာလန်အစွန်းရောက်ဖွဲ့ဖြစ်တဲ့ Fenian Freven ကိုဒုတိယရှင်ကြားပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
Fenian အဖွဲ့ဝင်တွေကတော့ British Empire ကိုလက်နက်ကင်တိုက်ခိုက်ပြီးအိုင်ယာလန်လွတ်လပ်ရေးရယူဖို့ကြိုးစားနေကြတဲ့လူတွေဖြစ်ပါတယ်။မကီကတော့အချမ်းဖတ်လှုပ်ရှားမှုတွေကအိုင်ယာလန်အတွက်အန်ဒရယ်ပဲဖြစ်စေမယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့် Fenian အဖွဲ့ဝင်တွေဟာသူ့ကိုတစ္ဆာဖောက်လို့သတ်မှတ်လိုက်ကြပါတယ်။1868ခုနှစ်ဧပြီလ9ရက်ညမှာတော့အဲ့ဒီရန်ညိုတွေကအဆုံးသတ်သွားခဲ့ပါတယ်။လုတ်ကျန်မှုသူပြီး3ရက်ကြာမှ Patrick J. Whelan ဆိုသူကိုဖမ်းဆီးခဲ့ပါတယ်။သူဟာ Fenian Federal တဲ့ခွဲစဉ်တယောက်ဖြစ်ပါတယ်။စုံစမ်းစစ်ဆေးမှုတွေကတော့သူဟာမကီကိုအချိန်တော်ကြာစောင့်ကြည့်ပြီးလုတ်ကျန်ခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။1869ခုနှစ်မှာတော့ဝဲလန်ကိုလူထောင်ပေါင်းစွာရှိမှကျိုးပေးကွန်ရက်ခဲ့ပါတယ်။ဒီဖြစ်ရဟာကနေဒါသမိုင်းမှာနောက်ဆုံးသောလူအများရှိကျိုးပေးကွန်ရက်မှုအဖြစ်မှတ်တမ်းခံခဲ့ရပါတယ်။မကီရဲ့ဆရာဗနာဟာကနေဒါသမိုင်းမှာအကြီးကျယ်ဆုံးဆရာဗနာတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။မွန်ချူရဲမြို့မှာလူပေါင်း8000လောက်ဟာသူ့ကိုနောက်ဆုံးခရီးလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။သောမတ်ဒါစီမကီရဲ့ဘဝဟာထူးခြားတဲ့ပြောင်းလဲမှုတစ်ခုကိုပြသပြပါတယ်။သူဟာတော်လန်ရဲသမားတစ်ယောက်အဖြစ်ဘဝကိုစတင်ခဲ့ပြီးမြဲနောက်ဆုံးမှာတော့ငင်းချမ်းစွာအတူရှင်းတွေ့နေထိုင်နိုင်တဲ့နိုင်ငံတစ်ခုကိုတည်ဆောက်ဖို့ကြိုးစားခဲ့တဲ့နိုင်ငံတည်ထောင်သူတစ်ယောက်ထင်လာခဲ့ပါတယ်။ဒီနေ့အထိကနေဒါနိုင်ငံပါလီမန်ရှေ့မှာသူ့ရဲ့ရုပ်တုဟာဂုဏ်ယူစွာရပ်တည်နေစေဖြစ်ပြီးသူ့ရဲ့အတွေ့အခေါ်တွေကလည်းကနေဒါနိုင်ငံရဲ့တမိုင်းထဲမှာအရေးပါစွာကျန်ရှိနေစေဖြစ်ပါတယ်။ဒီဖြစ်ရမှန်ဇာတ်လမ်းကိုသင်ရောဘလို့မြင်တယ်လေ။အောက်က comment မှာဆွေးနွေးသွားကြပါဦး။အခုလိုစိတ်ဝင်စားသူခေါင်းတဲ့ဖြစ်ရမှန် story တွေကိုနားဆင်ချင်ရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။အားလုံးပဲပြီးကင်ကြပါစေ။